ဒီလိုနဲ့ဆိုယုံဟာတညာလုံးအိတ်လို့မပြောခဲ့ပါဘူးသူမရဲ့အခန်းထဲမှာကာကွယ်ဖို့အတွက်တဲအိုးတစ်လုံးကိုကင်ပြီးထိုင်နေခဲ့ပါတယ်ဆိုယုံနောက်ဆုံးအိပ်ပျော်မသွားခင်ထိဟိုလိုဟာတညာလုံးတိုးရည်အတွက်ပေးခဲ့တာပါဆိုယုံကိုအောင်အောင်မြင်မြင်ချော့သိပ်ပြီးတဲ့နောက်မှာတော့ဟိုလိုဟာနန်ဒူးစီကိုပြန်ရောက်သွားခဲ့ပါတယ်ဟိုလိုကနန်ဒူးကိုဆိုယုံရဲ့ယောဂအကြောင်းပြောပြလိုက်ပါတယ်ဒါကိုကြားပြီးတဲ့နောက်နန်ဒူးကဆိုယုံကိုစမ်းသက်ခံဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်ဟိုလိုကတော့ဆိုယုံနဲ့ဆက်ရှိနေရတော့မှမို့လို့အယမ်းဝမ်းသာသွားပြီးစေတနာဖြစ်နန်ဒူးကိုစက္ကန့်ပိုင်းတွင်းမှာပဲစက်ရုပ်ပတိကစားပွဲမှာအနိုင်ပေးလိုက်ပါတယ်နန်ဒူးဟာဆိုယုံနဲ့ဟိုလိုကိုစကရင်ကနေတဆင့်စောင့်ကြည့်နေခဲ့ပါတယ်နောက်တနေ့မှာတော့ဟိုလိုဟာဆိုယုံအလုပ်သွားရနောက်ကိုဆက်လိုက်သွားခဲ့ပါတယ်ဆိုယုံဟာမန်နေဂျာတွန်းပေါ်ခန်းစားချက်တွေရှိနေသေးတာကိုမြင်တော့ဟိုလိုကသူမကိုဗီဒီယိုတစ်ခုစေတနာရှိရှိနဲ့ပြသခဲ့ပါတယ်အဲ့ဒီဗီဒီယိုထဲမှာမန်နေဂျာတွန်းဟာအမျိုးသမီးတစ်ယောက်ရဲ့အတင်းအဓမ္မနန်းတာကိုခံနေရတဲ့အခန်းပါဝင်ပါတယ်ဟိုလိုဟာသူမဘေးမှာထိုင်ပြီးဆိုယုံအတွက်နှုတ်ခမ်းလှုပ်ရှားမှုတွေကိုခွဲခြမ်းစိတ်ဖြာပြခဲ့ပါတယ်အထူးသဖြင့်မန်နေဂျာတွန်းဟာတခြားသူတစ်ယောက်ကိုသဘောကျနေပြီလို့ပြောခဲ့တာပါအဲ့ဒီချိန်မှာဟိုလိုကဆက်ပြီးတုံးတက်ပြခဲ့ပါတယ်မန်နေဂျာဟာဆိုယုံကိုသဘောကျနေတယ်လို့သူထင်ပေမဲ့အကယ်၍ဆိုယုံကတေချာမရဘူးဆိုရင်သူတို့နှစ်ယောက်အတွက်အခြေရေးကြံပေးလုပ်ပေးမယ်လို့ပြောခဲ့တာပါစကရင်နောက်ကနေသူတို့နှစ်ယောက်ကိုစောင့်ကြည့်နေတဲ့နန်ဒူးဟာအယမ်းလန့်သွားလုံးလို့တောက်နေတဲ့ရေတောင်တီးသွားခဲ့ပါတယ်ဟိုလိုကတခြားသူတစ်ယောက်အတွက်အခြေရေးကြံပေးလုပ်ပေးမယ်လို့ကမ်းလှမ်းတာကိုသူမယုံနိုင်အောင်ဖြစ်သွားခဲ့တာပါနန်ဒူးနဲ့မတူပဲသူနဲ့မောင်မတော်ဆက်သူယူချင်းကတော့ဒီစမ်းတက်မှုအပေါ်အယမ်းစိတ်ဝင်စားနေခဲ့ပါတယ်နန်ဒူးဟာဟိုလိုနဲ့ချက်ချင်းချိတ်ဆက်လိုက်ပါတယ်ဘာကြောင့်အခြေရေးကြံပေးလုပ်ချင်ရတာလဲလို့ဟိုလိုကိုမေးလိုက်တဲ့အခါဟိုလိုကဆိုယုံကိုနောက်ထပ်မထီးကြံစေချင်တော့လို့ပါလို့ပြောခဲ့ပါတယ်နန်ဒူးကတော့ဒါကိုပြင်းပြင်းထန်ထန်ကန့်ကတ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဘယ်ချစ်မှထားဝရမတည်မြဲနိုင်ဘူးလို့သူယုံကြည်နေတာကြောင့်ပါမျက်စိရှိကပျော်ရွှင်မှုဟာနောက်ပိုင်းမှာနာကျင်ခံစားရမှုတွေကိုဖြစ်စေနိုင်တယ်လို့ထင်နေတာပါဒါပေမဲ့ဟိုလိုကတော့ဒီတစ်ချိန်မှာသူ့ကိုဖန်တီးသူရဲ့စကားကိုမယုံတော့ဘဲခေါင်းမာနဲ့ညှင်းဆန်ခဲ့ပါတယ်အရင်တုန်းကဆိုယုံကနန်ဒူးရဲ့ပထမဆုံးနန်းကိုရယူခဲ့ဘူးတာမို့နန်ဒူးကဆိုယုံမှာချစ်သူမရှိစေချင်တာလို့တောင်ဟိုလိုကထင်နေခဲ့တာပါအမဖြစ်သူကတော့ဒါကိုကြားပြီးအယမ်းစိတ်ဝင်စားသွားခဲ့ပါတယ်နန်ဒူးကဟိုလိုကိုချက်ချင်းပါဆက်ပိတ်ထားဖို့ပြောလိုက်ပြီးအခန်းချောင်းသားထောင်နေတဲ့သူ့အမကိုအလုပ်သွားဖို့မောင်းထုတ်ခဲ့ပါတယ်ဒါပေမဲ့အမဖြစ်သူကမသွားဘဲပေကတ်ထိုင်နေတာမို့နောက်ဆုံးထွက်သွားရသူကနန်ဒူးပဲဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ချီရေးနေပြူဟာမှုရဲ့အကူအညီနဲ့ဆိုယုံဟာအိမ်ပြန်လန်းမှာသူမသဘောကျနေတဲ့မန်နေဂျာရဲ့ကားဘေးခုံမှာလိုက်ပါလာနိုင်ခဲ့ပါတယ်ဒါတင်မကသေးဘေးမန်နေဂျာကသူမရဲ့မွေးနေ့မှာကွန်ဆတ်ကိုတူတူသွားဖို့တောင်သဘောတူခဲ့ပါတယ်ဆိုယုံဟာအောင်မြင်သွားတဲ့ပထမဆုံးခြေလမ်းကိုအောင်ပွဲခံတဲ့အနေနဲ့ဘီယာနဲငယ်ကိုပျော်ပျော်ရွှင်ရွှင်တောက်ခဲ့ပါတယ်သူမကဟိုလိုကိုလည်းအတူတောက်ဖို့ပြောခဲ့ပေမဲ့ဟိုလိုမှာတောက်ဖို့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိတာကြောင့်သူမကိုပြောအောင်လို့ဘီယာကြော်ညာတွေကိုပဲတူပြနိုင်ခဲ့ပါတယ်နန်ဒူးဟာဟိုလိုရဲ့ပောက်ကရပြုမှုတွေကိုစကရင်ကနေတဆင့်မြင်တွေ့ပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်သူထရက်လိုက်ပြီးစိတ်ငြိမ်သွားအောင်စွမ်းအင်တိုးချိုရည်တပူးကိုတောက်လိုက်ပါတယ်ဆိုယုံရဲ့မျက်နှာကိုကြည့်ရင်နန်ဒူးဟာသူမကိုအရင်ကတနေရာမှာစုံဘူးတယ်လို့ခံစားလိုက်ရပေမဲ့ဘယ်မှာလဲဆိုတာကိုတော့မမှတ်မိခဲ့ပါဘူးအတွေးလွန်နေစင်မှာပဲနန်ဒူးဟာဆိုယုံရဲ့အချစ်ပေါ်ထားရှိတဲ့အယူဆတွေကိုကြားလိုက်ရပါတယ်သူမရဲ့အယူဆတွေဟာသူနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့တာပါသူမကအချစ်ဆိုတာထာဝရတည်ရှိတဲ့အရာဖြစ်ပြီးလူတွေဟာအချစ်မရှိဘဲမနေနိုင်ဘူးလို့အမြဲယုံကြည်ထားသူပါဒါကိုကြားပြီးနန်ဒူးဟာအရန်တော်တတ်ထွက်သွားပြီးသူမရဲ့ဒီယူဆမာရင်ကြောင်တက်တည်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့ဆိုယုံဟာမန်နေဂျာအတွက်မွေးနေ့လက်ဆောင်သွားရွေးခဲ့ပါတယ်ဟိုလိုကလည်းအဝတ်အစားမော်တဲ့အဖြစ်အလိုက်တင်ဆောင်ရွက်ပေးရင်လိုက်ပါခဲ့ပါတယ်ဆိုယုံကဘဲဝတ်အစားကိုပဲကင်ကြည့်လိုက်သည်ဖြစ်စေစက္ကန့်ပိုင်းတွင်းမှာပဲဟိုလိုကအဲ့ဒီဝတ်အစားနဲ့ပေါ်လာခဲ့တာပါသူတို့နှစ်ယောက်ဟာမြို့ထဲမှာလမ်းလျှောက်ထွက်ခဲ့ကြပြီးနောက်ဆုံးမှာတော့ရောက်ရှိလာတော့မဲ့မွေးနေ့အတွက်ပြင်ဆင်မှုတွေကိုပြီးစီးခဲ့ပါတယ်ဆိုယုံနဲ့ဟိုလိုတို့ကွန်ဆတ်ပွဲကိုရောက်သွားချိန်မှာမန်နေဂျာစီကဖုန်းဝင်လာခဲ့ပါတယ်အလုံးမှာပြဿနာအချို့ရှိနေလို့သူနောက်ကျနိုင်ကြောင်းဒါပေမဲ့အမြန်ဆုံးလာခဲ့မယ်လို့ပြောခဲ့ပါတယ်ဆိုယုံဟာမန်နေဂျာကိုစောင့်ဆိုင်နေတော့မှာပဲနှစ်ရက်အတွင်းသူမရဲ့မျက်မှန်ကိုလာရောက်သိမ်းဆည်းတော့မည်ဖြစ်ကြောင်းအကြောင်းကြားစာတစ်စောင်ရရှိခဲ့ပါတယ်သူမဘေးမှာရှိတဲ့ဟိုလိုလည်းအဲ့ဒီစာကိုမြင်တွေ့ခဲ့ရပါတယ်အဲ့ဒီစာကိုမြင်ပြီးတဲ့နောက်ဆိုယုံဟာဒီမျက်မှန်ကိုထာဝရပိုင်ဆိုင်ထားလို့မရနိုင်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်တစ်ချိန်ချိန်မှာတော့ဟိုလိုဟာသူမရဲ့ဘဝထဲကနေပျောက်ကွယ်သွားရတော့မှာပါ